1990ကာလများမြန်မာဗီဒီယိုခေတ်လို့ပြောလို့ရပြီးတော့မင်းသားအမြောက်များပေါ်တော့ခဲ့ပါတယ်။အဲ့ဒီထဲမှာပြည်ငိမ့်တို့လိုမျိုးမင်းသားတွေကတော့အစောဆုံးစင်းရင်ဝင်ခဲ့ပြီးတော့1990ကာလမတိုင်ခင်ကတည်းကပေါ်ထွက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီကာလအတွင်းမှာကျွန်တော်တို့နယ်မျိုးကလေးတွေနဲ့ကြေးရွာဘက်တွေမှာတော့ဗီဒီယိုရုံတွေခက်စားလာတဲ့အတူပဲဒီမင်းသားတွေရဲ့နာမည်တွေနဲ့ပုံရိပ်တွေရလဲပရိသတ်တွေချားမှာယနေ့ထိတိုင်အမတ်တရရှိနေကြအောင်ပါ။တချို့မင်းသားတွေကကျွေးလွင့်သွားပဲဖြစ်တယ်လို့တချို့မင်းသားတွေကလည်းအနုပညာလုပ်တွေဆက်လက်လောက်ကညာခြင်းမရှိတော့ပါဘူး။ရေမင်းပိုင်ထရှာစင်ကိုနေလင်းဦးရဲထန်ကျော်ရှိန်ထောလောက်ရှိန်ဘုံမြင့်ရှိန်ရှမ်းငိမ့်နေသူရာဦးအစရှိတဲ့နာမည်တွေကပရိသတ်တွေချားမှာတစ်ခေတ်တစ်ခါတော့နှဆိုင်စွာနေရာယူခဲ့ကြဥပါတယ်1996ခုနှစ်မှာကျွေးလင်းသွားခဲ့တဲ့ရှိုင်းအောင်နဲ့1999ခုနှစ်မှာကျွေးလင်းသွားခဲ့ရတဲ့ကျော်တတ်တော်ဆိုရင်အဲ့ဒီခေတ်ရဲ့နာမည်ကြီးဆုံးမင်းသားတွေပါပဲဒီထဲမှာအောင်မြင်ဆုံးမင်းသားကိုပြောပါဆိုရင်တော့ရဲခုတ်ကိုပဲဖြစ်ပါလိမ့်မယ်ထင်တယ်အနုပညာလုပ်တွေနဲ့ကင်းကွာခဲ့တာကြာပြီဖြစ်ပေမဲ့လို့သူခေတ်ဒုက္ခတော့ဆိုရင်ဘယ်မင်းသားဘယ်နေရာမှာဘလောက်ပဲအောင်မြင်နေပါစေရွာဘက်ဗီဒီယိုဈေးကွက်မှာတော့ရဲကုတ်ကိုရှင်ဖိုက်ဖို့ဆိုတာတော့မဖြစ်နိုင်တော့ပါပဲဟင်းမရှိရင်စံပြုတ်တောက်မယ်ရဲကုတ်ကကြည်ရပြီးရောဆိုတဲ့လူတွေလည်းအမှန်တကယ်ရှိခဲ့ပါတယ်အဲ့ဒီခေတ်ကိုဖျက်ဆီးခဲ့ကြဘူးတဲ့သူတွေကတော့ဒီမင်းသားတွေရဲ့နာမည်တွေချလိုက်တာနဲ့ဗီဒီယိုရုံတွေမှာကြီးခဲ့ရတဲ့အမှတ်တရတွေပါရှင်တွဲပြီးတော့ပြန်မြင်အောင်လာမိကြလိမ့်မယ်လို့ထင်ပါတယ်ဒီအကြောင်းအရာတွေကတော့အဲ့ဒီခေတ်တုန်းကတော့အဖြစ်အပျက်တွေပေါ့အခုတော့အမှတ်တရတွေဖြစ်သွားကြပါပြီအရှင်နေကုန်လာမြန်လုံးတယ်လို့ပဲတချို့သောအမှတ်တရတွေကလည်းတကယ်ကိုခါလာခဲ့ပါတယ်ခေတ်တွေဘယ်လောက်ပဲပြောင်းခဲ့ပါစေအရှင်နေဘယ်လောက်ပဲကုန်ဆုံးခဲ့ပါစေဒီမင်းသားတွေရဲ့နာမည်တွေနဲ့ဗီဒီယိုရုံအမှတ်တရတွေကတော့ကျွန်တော်တို့တွေရဲ့မှတ်ဉာဏ်ထဲမှာကျွန်တော်တို့ရဲ့မျက်ပွားအမှတ်တရတွေနဲ့တို့အမြဲရှိနေမှာပါဒါကြောင့်ဒီမင်းသားတွေဟာဒီနေ့ခေတ်ခါမှာဆိုရင်တော့မိမ့်ပြောက်ွယ်ခဲ့ရပြီဖြစ်ပေမဲ့လို့ကျွန်တော်တို့ပြန်သတိရမိအောင်လို့ဒီ channel လေးကိုဒီဗီဒီယိုလေးနဲ့တင်ဆက်လိုက်တာဖြစ်ပါတယ်ကြည့်ရှုအားပေးမှုအတွက်လည်းအားလုံးပဲအထူးပဲကျေးဇူးတင်ပါတယ်ဒီထဲမှာကိုယ်သဘောကျခံခြင်းတက်ခဲ့ရတဲ့မင်းသားတွေရှိခဲ့လို့ရှိရင်လည်း comment လေးမှာဝင်ရောက်မျှဝေပြီးတော့ပြောသားပေးလို့ရပါတယ်နားဆင်မှုအတွက်အားလုံးကိုကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေတချိန်လုံးကလူပြောများခဲ့တဲ့ဗီဒီယိုမင်းသမီးတချို့ဟာအခုချိန်မှာဆိုတော့ TV ဖန်သားတွေထမ်းမှာသူတို့မတွေ့ရတော့ပါဘူးတချို့ဆိုလို့ရှိရင်သူတို့နဲ့ပတ်သက်တဲ့သတင်းချက်လက်တွေတောင်မှပဲအလုံးမရှာဖွေလို့မရနိုင်အောင်အစနာပျောက်သွားခဲ့ပါပြီဒီမင်းသမီးတွေထဲမှာတချို့ပြောရမယ်ဆိုရင်တော့ခိုင်စုဝေထိုင်းစလီမေတကြဝင်ပပသိန်းခင်ထက်ကျော်ဟောဝမေးမောင်မျိုးတီတီကျော်ခင်မီမီစောစုဒါလီခင်ပပလိုင်းနန္ဒလိုင်းမင်းအဲဂျာတောင်တင်းတင်းမြတ်စုစုစန်ဒီညက်သူစာဝဲကေတီတိုစုရှားထက်ဟေမန်ထောကျွန်တော်ကိုရေရွတ်သွားတဲ့နာမည်တွေကိုပြန်ပြီးစည်ရင်လောက်မယ်ဆိုရင်ဒီစည်ရင်ကတဝက်တောင်မှရှိလောက်မှမထင်ပါဘူးတခြားအစာနာပြောက်သွားတဲ့မင်းသမီးတွေလည်းပြောမကုန်အောင်အများကြီးရှိပါသေးတယ်ကျွန်တော်မသိတာရေးလည်းအများကြီးရှိပါတယ်ဒီမင်းသမီးတွေနဲ့ပတ်သက်တဲ့အချက်လက်တွေကတော့ကျွန်တော်တို့ဘာမှမတွေ့ရတော့ပါဘူးဒါကတော့အမတ်တရားတစ်ခုအနေနဲ့ပြန်ပြီးတော့ပြောရမယ်ဆိုရင်တော့ဗီဒီယိုခစ်တဲ့ခေတ်မှာပျောက်ဆုံးသွားခဲ့တဲ့မင်းသမီးတွေပဲဖြစ်ပါတယ်တချို့မင်းသမီးတွေကတော့အရင်တော့ခေါင်းဆောင်မင်းသမီးနေရာနေပြီးတော့ဗီဒီယိုဇာတ်ကားတချို့မှာတရုပ်ဆောင်ခဲ့ပြီးတော့နောက်ပိုင်းကာလတွေမှာလူကြီးမိဘအခန်းတွေမှာထပ်မံတရုပ်ဆောင်ထားတာတွေကိုမြင်တွေ့ရပါမယ်ဒီမင်းသမီးတွေကတော့ကျွန်တော်တို့ဘယ်ဆက်ရုပ်ဘယ်နေရာမှာမှမတွေ့ရတော့ပါဘူးဗီဒီယိုရုံအမှတ်တရတွေကြောင်းပြောမယ်ဆိုလို့ရှိရင်တော့မင်းသားတွေရုံရင်ပြောလို့မရပါဘူးဒီရုပ်ရှင်မင်းသမီးကဏ္ဍကိုလည်းပဲ
ရှမ်းနဲ့ထားခဲ့လို့တော့မရပါဘူး။ဒါကြောင့်လည်းကျွန်တော်တချင်တော့ကလူဒီများပြီးတော့ဒီမိခေတ်လူငယ်တွေတိတ်မသိတော့တဲ့ဗီဒီယိုမင်းသမီးတွေကြောင်းအောင်ကျွန်တော်ကိုလိုလိုမျိုးလေးဗီဒီယိုလေးလုပ်ပေးကြလိုက်တာဖြစ်ပါတယ်။ဒီစီးရင်ထဲမှာထပ်ဆွဲခြင်းတဲ့မင်းသမီးနာမည်တွေအများကြီးရှိကြလေဦးမှထင်ပါတယ်ရှိလို့ရှိရင်လည်းကွန်မန့်ထဲမှာထပ်ထည့်သွားလို့ရပါတယ်။ပြုံမင်းသူအီတာထရင်ဒရာကျော်အစားရှိတဲ့မင်းသမီးတွေကလည်းမော့စကဲဗီဒီယိုဇာတ်ကားတွေထဲမှာပါဝင်ပြုဆောင်ခဲ့ဦးပါတယ်။မင်းသမီးဝမန်တန်ဆိုရင်လည်းဒီနေ့ခေတ်မှာတိတ်မတွေ့ရတော့ပေမဲ့လို့အရင်ခေတ်တုန်းကဗီဒီယိုဇာတ်ကားတွေမှာတော့သူ့ကိုမကြာခဏတွေ့ခဲ့ရပါတယ်။ဖယ်လေးစိန်တို့ဘာလို့ဆိုရင်လည်းဗီဒီယိုခေတ်အစောပိုင်းရဲ့အထင်ကြီးနာမည်တွေကတစ်ခုပေါ့။မင်းသမီးစိတ်သူဆိုရင်လည်းဗီဒီယိုခေတ်မှာခေါင်းဆောင်မင်းသမီးဖြစ်အောင်မြင်နေပြီးတော့မှအနုပညာလုပ်တွေကိုရန်နာသွားတယ်လို့လည်းသိရပါတယ်။အဲဒီလိုမျိုးဗီဒီယိုခေတ်မင်းသမီးတွေရဲ့ကာလာပြီးတဲ့ခါမှာတော့ဒါကနဝဲတို့နီလာအောင်တို့ရွှဲဒနာတို့အစရှိတဲ့ဗီစီဒီမင်းသမီးတွေရဲ့ခေတ်ကိုရောက်သွားခဲ့တာပေါ့။အဲဒီရဲ့နောက်ပိုင်းကာလတွေမှာတော့ဗီစီဒီကာလာကြီးအခွေတွေမှာတရုတ်ဆောင်နဲ့တရုတ်ဆောင်မော်တဲ့မင်းသမီးတွေကတက်ကိုအများများရှိပေမဲ့လို့ရုပ်ရှင်မင်းသမီးတွေနဲ့ဗီဒီယိုမင်းသမီးတွေကတော့အရင်ခေတ်တုန်းကထပ်ပိုပြီးတော့ရောထွေးလာခဲ့ပါတယ်။ဒီမင်းသမီးအများစုကအကယ်ဒမီဆုံးနဲ့တော့တိတ်ပြီးတော့မအားဆက်ပေမဲ့လို့ဗီဒီယိုတစ်ခေတ်အားကောင်းတဲ့ကာလမှာတော့သူတို့ရဲ့အနုပညာခရီးလမ်းကတော့အတန်အသင့်တော့ရရှိခဲ့ပါတယ်။ကျွန်တော်ကတော့စီးရင်လုပ်ပြီးတော့ဒီမင်းသမီးတွေကိုတယောက်ချင်းညီပြောရမှာဆိုတော့အများကြီးဖြစ်သွားမှာဖြစ်တာကြောင့်ဒီလိုပဲလက်မိသောက်လေးပဲပြောပြလိုက်တာဖြစ်ပါတယ်။ပြောက်ကွယ်သွားပြီဖြစ်တဲ့တခြင်းကဗီဒီယိုမင်းသမီးများအကြောင်းအမတ်တရဗီဒီယိုလေးကတော့ဒီလောက်ပါပဲအတိတ်မှာကြာရင်ခဲ့တဲ့ဗီဒီယိုခေတ်ရဲ့ဗီဒီယိုမင်းသမီးတွေပေါ့